ကျွန်တော်ဒီနေ့မှာတော့တဘာဝကဖြစ်ပေါ်တဲ့မြင်ကလေးကိုကြိုးပြီးသိနိုင်တဲ့သတ္တဝါလေးတစ်ကောင်ရဲ့အကြောင်းကိုပြောပြချင်တာပါလူတွေထင်တာကတော့မြင်ကလေးဆိုတာကဘယ်သူမှသတိမထားမိခင်ပါပဲရုတ်တရက်ချက်ချင်းဖြစ်ပေါ်လာတာမျိုးပါဒါပေမဲ့အချို့သောတိရစ္ဆာန်တွေကတော့လူတွေမသိလိုက်ခင်မှာပဲအပြောင်းလဲတွေကိုခန်းစားနိုင်ကြပါတယ်သူတပြည့်ကတော့မွေတွေပေါ့သူ့ဒေသနာအရာတွေကတော့မွေတွေကမြင်ကလေးမဖြစ်ခင်နိုင်ပိုင်းအလိုတခါတလေရက်ပိုင်းအလိုကလေးကအပြုတ်မတွေကပြောင်းလဲတတ်ကြတယ်သူတို့မှာပုံမှန်အားဖြင့်တော့မွေတွေကငြင်းငြင်းတက်တက်လေးနေတဲ့ပုံအောင်ပြီးနေတတ်တဲ့သတ္တဝါတွေပဲဖြစ်တယ်ဒါပေမဲ့မြင်ကလေးမဖြစ်ခင်အပြင်ထွက်လာခြင်းမထင်မှတ်ပဲနဲ့လှုပ်ရှားခြင်းညမှာအပြင်ထွက်လာခြင်းဒါမျိုးတွေကိုတွေ့ရတတ်တယ်ဒါတွေကဘာကြောင့်လဲသိပ္ပံပညာရှင်တွေကတော့မွေတွေကမြေကြီးအောက်ကလျှက်စလိုင်းသေးသေးလေးတွေဒါမှမဟုတ်မြေကြီးလှုပ်ရှားမှုသေးသေးဖိုးဝဲလေးတွေကိုခန်းစားနိုင်တယ်လို့ယုံကြည်ကြတယ်လူသားတွေမခန်းစားမိတဲ့အချိန်မှာပဲမွေဆိုတဲ့သတ္တဝါလေးတွေကပို့ပြီးတော့ခန်းစားနိုင်တာကိုသိနိုင်တာပါဒါပေမဲ့တော့ချက်တစ်ချက်သတိထားမှာတော့မွေတွေကမြင်ကလေးကိုအတိအကျခံမှန်းနိုင်တယ်ဆိုတာသိပ္ပံနည်းလမ်းအရာအပြည့်အဝသတိပြတာမျိုးတော့မရှိပါဘူးဒါကအချိန်ချင်းတွေ့ရှိပြီးသားအပြုအမူတွေလက္ခဏာတွေကိုအခြေခံထားတာပဲရှိတာပါဒါကြောင့်မွေတွေကလူတွေချက်တဘာဝပြောင်းလဲကိုပုံမိုးအရင်သိနိုင်တယ်ဆိုတာကတော့သိကြပါတယ်တခါတလေတော့တဘာဝကအချက်ပြတာကိုလူတွေကမမြင်နိုင်ကြပါမယ်တိရစ္ဆာန်အချို့မှာတော့တွေ့နိုင်တယ်မြင်နိုင်တယ်သိနိုင်တယ်ဆိုတာသိရပါတယ်အလုံးအဆုံးထိနားထောင်ပြီးလို့ကျေးဇူးတင်ပါတယ်